ရှမ်းရိုးမှတောင်တန်းတွေနဲ့ဆက်ဆက်နေတဲ့နေရာတစ်ခုဒီတက်ပို့ပြီးတိတိကျကျပြောရရင်မိုးရာသီဖြစ်တာကြောင့်လန်ခီတစ်လျှောက်လုံးခက်ခဲမှုတွေရှိခဲ့ပေမဲ့ရောက်ရှိသွားတဲ့အချိန်မှာတော့မြင်မားလာတဲ့တောင်ကြားတွေတဲကနတ်ဖွက်ထားတဲ့ရွာလေးတစ်ခုလိုလှပနေတဲ့ရွာလေးတစ်ရွာကိုမြင်တွေ့လိုက်ရပါတော့တယ်ဟုတ်ချတယ်ရမယ်ဟုတ်ချတယ်ဒါပဲချုပ်ချတယ်ရောက်ဘာမှမပြောဘူးရတယ်ပေါ်စီရဒီကြားလည်းချတယ်အဲ့နားထိုင်တယ်တော့ခွာထိုင်တယ်ဒီကြားလားဒီကြားနောက်ကြားအချင်းဒီနေ့ခဏကြောက်ခဏလေးချက်ခဏပဲကြားပုံခေါ်လိုက်အောင်မြတီတာဆိုတဲ့ရွာလေးဟာနေပြည်တော်တိုင်းဆက်ရှမ်းရိုးမှတောင်တန်းတွေရဲ့အခြေပြုရာနေရာမှာတည်ရှိနေတဲ့ရွာလေးတစ်ရွာပဲဖြစ်ပါတယ်အဲ့ဒီရွာလေးမှာကရင်လူမျိုးစုတွေအများဆုံးနေထိုင်ကြပြီးဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်ကြပါတယ်။ရိုးရာအစဉ်လာမပြတ်နတ်ကိုးကွယ်ယုံကြည်မှုတွေလည်းရှိနေကြပြီးအဲ့ဒီတဲကမှထူးထူးခြားခြားအယူအဆတွေအကြောင်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။Going Gloss ကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီပြင်မနာဘက်ကနေပြီးတော့မှတော်တော်လေးကိုတွားတယ်မြတီရာရွာဆိုတာကိုတွားရောက်တဲ့ဘက်မှာပဲဖြစ်ပါတယ်အဲ့ဒီရွာကလူသူရောက်ပေါက်နေသေးပြီးတော့ဘယ်သူမှသိမသိသေးတဲ့တကယ်တဘာဝအလှပတွေလည်းအများကြီးရှိရတယ်တာပါတယ်ကျွန်တော်တို့ဘက်ကြည့်အောင်ညာတဲ့ယူညာတဲ့ပြန်ယူဟာလာကိုအဲ့ဒီရွာလေးကိုကျွန်တော်တို့ရောက်ရှိသွားတဲ့အချိန်မှာတော့မှောင်ရီပြိုးစပြုတ်နေပြီပဲဖြစ်ပါတယ်အဲ့ဒီရွာရဲ့ရွာလူကြီးအိမ်မှာပဲကျွန်တော်တို့တဲခိုခဲ့ကြပြီးရင်းနှီးဖော်ရွေမှုတွေအပြည့်နဲ့ကျွန်တော်တို့ကိုဧည့်ခံခဲ့ကြပါတယ်ဒီတော့ကဆိုတော့ဘာဖြစ်လို့ဆေးဝါးပစ္စည်းလည်းမရှိကြဘူးပေါ့ဘာဖြစ်ရင်ဟိုရဲမန်းရကထားတွေပဲမန်းကြတာအနာစိမ့်ပါတွေပေါက်လဲသူအုပ်ဖွားနဲ့လောက်ရတယ်ပျောက်တာများစီမားတယ်မအဲ့လိုနဲ့ပျောက်တာထုံမအဲ့လိုမန်းကြတာတော့တာကလေးဖြားနာတာဆိုလဲအဲ့ဒါနဲ့ပဲမန်းကြတာဆေးစရာလည်းမရှိဘူးအဲ့ချိန်တော့ဒီခုနှစ်ပင်တော့ဘယ်လိုပတ်ပြီးတော့မှခုနှစ်ထုံးတော့ထုံးပြီးတော့မှမန်ရတယ်မှမမှုတ်ပြီးတော့မှလည်းပဲဆွဲပေးလိုက်တယ်နောက်ရင်လက်ကောက်ဝင်းမှာချိပေးတယ်ဒါဟိုမကောင်းဆိုးအနားတွေမကနိုင်ဘူးပေါ့တစ်ချက်ဆိုးတာပေါ့ဆိုတော့ရှိခဲ့ဘူးပွားတယ်ပေါ့ဆိုတော့သူတို့ကဒီနတ်တွေကိုကူးွယ်တာပေါ့နော်ပြောမှဆိုလို့ရှိရင်တော့ဒီနတ်တွေကူးွယ်တာအဲ့အနေပဲခုမှပနဲ့ပပြောက်လာတာပေါ့ဆိုတော့ဒီအယူစတွေရတယ်ပေါ့ဆိုတော့မကောင်းတဲ့ဖက်အယူစတွေဒါအများကတော့ဒီဖြစ်နေပပြောက်လာတဲ့ခါကျတော့အဲ့လိုပုံဖြစ်လာတာပေါ့နော်ဒီအတူပါမြုပ်လာကြအောင်ပေါ့အလောင်းတောင်းတည်ဆိုလို့ရှိရင်ညလည်းမမြုပ်ရဘူးမနေ့ကမြုပ်ရတာအရင်တော့နေပြီးရတဲ့အချိန်မှာအဲ့ဒါညာဘယ်လိုဖြစ်သွားတယ်လဲဆိုတဲ့အခါနောက်ဆုံးပြရတော့ကျွန်တော်တို့ဒီတစ်ခါစီဝေးထိုင်လိုက်တဲ့ခါကျမှဒီပြည့်ဆောင်ဟောပါတယ်ဗောအဲ့မှာရောမြဖားတွေအကုန်လုံးပါတယ်ပါတဲ့အချိန်မှာကျွန်တော်တို့ကဘာလို့ဆိုတော့ဒါအမင်္ဂလာဗောနော်အမင်္ဂလာဘာလို့မင်္ဂလာရှင်သွားမြွားတာလဲဆိုလို့မှအဲ့ဒါဗောကျွန်တော်တာမင်စီဝေးထိုင်တဲ့ခါမှာဒီအမင်္ဂလာပဲ
အမင်္ဂလာရှင်မှာမြို့ရမယ်ဒီဆက်လက်နောက်ပိုင်းမှာမြို့ရမယ်ဆိုမှအခုထိအဲ့ဒါအမင်္ဂလာပဲဖြစ်သွားတာဆက်လက်နောက်ပိုင်းမှာမြို့ရတော့လား ဝင်းရှင်လောက်ပဲရှိတယ် ဒီလောက်ဝင်းဒီလောက်ပဲရှိတယ် တခြားရွာတွေအမသိဘက်မှာကျမနေ့ခင်းမဲ့အဲ့လိုတကြူလာနေများရှိတယ်အခုမနေ့ခင်းမြို့အမသိဆွရွာတွေလည်း မနေ့ကပဲမြုပ်လာလူချိသေးတယ်ကိုဒီ စပါအောင်သူကညပိုင်းမမြို့ကောင်းဘူးပေါ့သူတို့ယူဆတယ်ယူဆမားတာပေါ့ပြောမယ်ဆိုရှင်နော်ယူဆမားကအဘယ်လိုဆိုတော့မနေ့ပိုင်းညပိုင်းမြို့လို့ရှိရင်သူအတီကြီးများတယ်သူတို့ကအဲ့ဒါမျိုးတွေပေါ့အဲ့ဒါမျိုးတွေသူကအစွဲလေးတွေရှိရခါရတော့အဲ့ဒါမျိုးတွေဆွဲရှိရခါရတော့မိုင်းဆိုလို့ရှိရင်တော့အမင်္ဂလာသွားပေါ့နော်မင်္ဂလာရှင်သွားပေါ့အဲ့လိုပုံစံမျိုးတဲ့အခုနောက်ကျွန်တော်ဒီစနေကြောတော့မှကျွန်တော်ပြန်ပြီးတော့မှစီးခံလာတာပြန်ပြီးတော့မှဒါလည်းပြန်ပြီးရွှေ့လိုက်တာအဲ့လိုပြန်ပြောင်းလိုက်တာပေါ့အခုကြောင့်ပဲဒီညပိုင်းမှာအမင်္ဂလာအော်ဒီအတူပါဆိုလို့ရှိရင်ညပိုင်းမှာချမယ်ဆက်နိုင်နောက်ပိုင်းမှာချအဲ့ဒါတော့ ကိုကွာတယ်လည်းပြောမယ်ဆိုရင်တော့အဲ့ချိန်တုန်းကအိမ်ကြီးက5-6အိမ်နဲ့ရွာတရားပြင်းနေတဲ့ခါကျတော့တက်ကြီးရဲ့ဥသမားတွေပြေတဲ့ခါကျအဝေးရရှုမျိုးတွေဖိတ်ပြီးတော့မှလာကြတာလေသူတို့မပြန်ခင်မှာကိုကအလောင်းချနိုင်အောင်ဆိုမထားနိုင်ဘူးလေပြန်လောင်းတယ်မထားနိုင်တဲ့ခါကျတော့စုပြီးတော့ခေါ်တော့ဧည့်သည်တွေပြန်มาကြောက်လို့မနေ့အစောပိုင်းမှာချလိုက်ရတာပေါ့လေအဲ့လိုပုံစံပေါ့ မင်းညာခီးပန်းလာလို့လားမသိအဲ့လိုကောင်တချို့ရတာ ဟုတ်ဘူးလေဒီနေ့ဟုတ်တယ်ဟုတ် ဘာလဲမို့ဒီဘက်ပြောင်းစီကျွန်တော်လက်နဲ့ကန်တယ်ကန်းလေဟိုဘက်မှာပြောင်းဒုက္ခအားနဲ့မို့ပါဘာဒီဘက်မှာဆိုလို့ကြာဒါတော့ပြောင်းမှုတာဆရာကြနေရပါကျွန်တော်တို့ကိုအခုလိုမျိုးစားနေရိတ်ကဝေသွားတဲ့အချိန်မှာခွေးတော့ပါကြလည်းမသိဘူးခင်ဗျတတုတ်ပါ ဒါတခုကြံမယ်ပြီးတော့ပါကြအောင်အာโอ้သူကြီးပြေးဆုံးတယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာကနေပြည်တော်ကနေပြီးတော့လာမယ်ဆိုရင်2 နာရီခွဲလောက်ပဲကားမောင်းလာရတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေပြည်တော်ရေနီလန်းဆောင်ရေနီလန်းခွဲပေါ့နော်အဲ့ဒီကနေပြီးဝင်လာမယ်ဆိုရင်ဒီပရက်ချောင်းတို့ပြီးပြီးဆိုရင်အဲ့ဒီကကြော်ပြီးဆိုရင်မြားတီတာရွာတို့ရောက်ပါတယ်အမှန်တော့ဒီနေရာကတောတောင်တော်ဝါလှပတယ်တကယ်ကိုပဲများပြားပြီးတော့ပြည်ရင်းရောပြည်ပရောခီးသွားတွေအတွက်လုံးဝ Instagram spot လိုမျိုးဖြစ်လာတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဟိုပါပေါ့နော်လာတာကတော့မိုးရင်းဖြစ်နေတဲ့အခါကျတော့နည်းနည်းလေးတော့လမ်းမှာရှင်ဘွက်တွေပြီးတော့ကြောင့်လမ်းနည်းနည်းပြတ်နေရလေးတော့ရှိပါတယ်မိုးရင်းမဟုတ်ပဲစောင်းတွင်းတို့နေရာဒီကိုဆိုရင်တော့တကယ်ကိုပဲလှလှပပနဲ့လေလို့ပတ်လို့ကောင်းမဲ့နေရာတွေဖြစ်ပါတယ်တက်ကြမှာတိုင်ပါကျွန်တော်ဆင်းပါလေ ပြောလေးပေးလိုက်တားတို့လည်းထဲမဲ့တည်းရပဲပေးရမဟုတ်ဖားလက်ထဲရဟာပဲပေးသူတို့တလုံးစီမြည်ကြည့်ခိုင်းတယ်အေးပါရမချမြည်ကြတလုံးစီယူကြတလုံးစီယူလိုက်ဟုတ်သူပိုက်တယ်မလားမြည်ကြည့်လေ ချိန်စားမလို့တိုက်တာ ရဖာအများကြီးထဲမနေနဲ့တော့ပဲဘယ်လောက်တောင် ဟုတ်လားဟုတ်လား တော့ပြီဖာ ဟုတ်ပါဟုတ်ပါတော့ ဖာစီအမှတ်တရအနေနဲ့ဝယ်ရ ဟုတ်ကဲ့ပါကျွန်တော်ကပေါ်ဆန်ခေါ်ပါ ဘယ်ရ ပေါ်ဆန်ခေါ်သမီးတွေကဒီမှာအိမ်အောင်ကြတယ် ဟောတာပဲ ဟောဟိုမှာလေအမေ ဟုတ်လားတားလူဒီကိုပထမဆုံးရောက်ပြီဟုတ်ပါဘာမှပမာရွာကြီးပေါ့ ဒီမှာလေ ပ
ကျမတို့ကဒီဒေတာတင်နေတော့ဟုတ်တယ်ဒါပေမဲ့လို့တော့ကွာမျိုးပေါ့တင်နေလည်းအဆင်ပြေပါတယ်ဗမာလည်းအဆင်ပြေတယ် ကိုယ်တနိုင်ငံနဲ့သားတွေပဲလေ ဘောစာခေါ်ဆိုတာကျမတို့ဟိုဘက်မှာရှိတယ်လေအဲ့လေရှိတယ်အဲ့မှာ ဟုတ်ဘောစာခေါ်မှကြတော့ကိုသားသမီးတွေအဲ့မှာတွားကြလာကြဆိုတော့အဲ့မှာအိမ်နဲ့ကြတာ ဟုတ်ကဲ့ဟုတ်အဖေအခုကြောက်ဒီမှာအိမ်မှာတယောက်တည်းလာ ဒီမှာလားဒီမှာကျတော့သမီးရှိရလေ อ๋อ မအေးမြင်းနဲ့သမီးရှိရ ဘယ်ချိန်နဲ့ရောက်နေလိုက် ငါတို့လက်ထွက်သွားတယ် อ๋อဘာတော့နေတယ်ရှေ့ထွက်သွားတယ်ဟုတ်ပါတော့ဟောလိုက်ချင် နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်မြတီရာဆိုတဲ့ကြေးရွာလေးဟာမြို့ပြနဲ့ဝေးကွာပြီးတောတောင်တွေထဲမှာတည်ရှိနေပေမဲ့ချစ်ဖို့ကောင်းတဲ့ရိုးသားဖော်ရည်မှုတွေစိတ်ဝင်စားဖို့ကောင်းတဲ့ရိုးရာဓလေ့တွေအများကြီးနဲ့တာယာလှပတဲ့ရွာလေးတွေပဲဖြစ်ပါတော့တယ်ခင်ဗျာမျိုးမတူလို့လားဒီကောင်ကြအရန်ချိုတာ အမျိုးတော့တူပဲဒီအမားကပင်ရပဲဒါအမားတော့ပဲအပင်လက်ကြီးဆုံးပဲ ကိုကွဲနေရတဲ့ဒီလေးကပို့ချွဲ ဟုတ်တယ်ဒါမဲ့ မင်းလား မြေမှာလည်းစကားပြောလို့နေမှာဟုတ်တယ်မြေမှာလေ လည်းစကားပြော မြေရတဲ့စကားပြောလို့နေမှာ ဒီကကောင်းတယ်ဒါမဲ့ရအဲ့ဒါမဲ့လားလို့ မဲသမီးအဲ့ အဲ့ကွဲရမဲ့လား